Facebook မှာဗီဒီယိုတင်ဖို့အချိန်မရတဲ့သူတွေเนาะ Facebook မှာဗီဒီယိုကို4-50ရက်တစ်လဆောင်လောက်ကြိုပြီးတင်ထားလို့ရမယ်နီလန်းကိုကျွန်တော်ဒီနေ့မှာလာပြီးပြောပြပေးခြင်းပါတယ်။ဒါကတော့အချိန်နဲ့တင်တဲ့နီးပေါ့ဗျာเนาะ။ Okay အဲ့ဆိုရင်တော့ let's go အရင်ဦးဆုံးဗီဒီယိုတင်မယ်ဆိုတော့ဒီမှာအပေါ်ဆုံးမှာရှိတယ်အပေါင်းလက္ခဏာလေးတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီမှာ real ဆွဲနေရာလေးတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီမှာကိုတင်မဲ့ဗီဒီယိုကိုရွေးချယ်လိုက်ပါဗီဒီယိုရွေးသွားရဆိုရင်တော့ဒီအောက်ခြေမှာရှိတဲ့ next ဆိုတာလေးတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီမှာဒီလိုမျိုးစာမျက်နှာကိုရောက်ရှိလာပါပြီခင်ဗျာရောက်ရှိလာတဲ့အခါကျရင်ပေါ့ဗျာเนาะအခါကျရင်ဒီမှာအောက်မှာဒီမှာဟိုပါနိုင်ပုံလေးတွေ့ရမှာဒီမှာနိုင်ပုံလေးဒီမှာ scheduling ဆိုတဲ့ဒီမှာ post now ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်တဲ့အခါကျဒီမှာဒီလိုဟာလေးတွေ့လာပါလိမ့်မယ်ဒီဘောက post now ဆိုတာအခုချင်းချင်းတင်ပါပေါ့ဗျာเนาะဒီမှာအောက်က schedule for later ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာเนาะတစ်ချက်နှိပ်ပေးလိုက်ဒီမှာရပြီဒီမှာရရင်ဒီနေ့ကဒါ25ရက်နေ့ပေါ့ဗျာเนาะဒီမှာကိုကမနေ့ပြန်26ရက်နေ့အတွက်ကိုကကြိုတင်မယ်ဆိုဒီမှာ26ကိုယူလိုက်ပါပြီးရင် okay တစ်ချက်နှိပ်လိုက်ပါနော်ဒီမှာနိုင်ပုံနေရာကိုရောက်လာပါပြီအများစုတိုင်ပက်ကြတာဒီနိုင်ပုံနေရာမှာတိုင်ပက်ကြပါတယ်ကဲဒီနိုင်ပုံနေရာကိုကျွန်တော်တေချာလေးရှင်းပြပေးပါမယ်နော်ဒီဘေးက1နိုင်2နိုင်3နိုင်4နိုင်5နိုင်6နိုင်ဆိုတာဒါကနှိကင်းဘက်ကိုရည်စူးတာပါsorry ရှီညွှန်းတာပေါ့နော်နှိကင်းဘက်ကိုရည်ညွှန်းတာပါဒီခလဲကောင်ကဒီအလဲက73နိုင်14နိုင်15နိုင်16နိုင်ဆိုတာကဒါကညာကင်းဘက်ကိုဒါပြောတာပါဗျာနော်โอเคဒီမှာကိုကဥပမာဆိုကြပါစို့ဗျာမနက်9နာရီမှာကိုကဒီဗီဒီယိုတင်မယ်ဆိုရင်ဒီမှာဒီခုံလေးလူမျိုးထောက်ပေးလိုက်ပါတကယ်လို့ကိုကမနက်ဖြန်ည9နာရီမှာကိုကတင်မယ်ဆိုရင်ဒီမှာ19နာရီတစ်ချက်ရွှေ့လိုက်ပါရွှေ့ပြီးတော့ဒီမှာလာပြီဒါကစက္ကန့်ရွေးချယ်ရမယ်ဗျာသိရမလား9နာရီဘယ်နဲ့စက္ကန့်5စက္ကန့်6စက္ကန့်9စက္ကန့်10စက္ကန့်ပါဗျာဒီမှာကို9နာရီအတိဆိုရင်0နှလုံးရွေးပေးလိုက်ဒီမှာဒါကဒီလိုမျိုးရွေးပေးလိုက်ရင်တော့မနက်ဖြန်ည9နာရီဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကဒီလိုမျိုး social media ကိုလုံးဝရှောက်သွားပါတယ်ခင်ဗျာဒီလိုမျိုးလုပ်ချင်းကဘာတွေကောင်းလဲဆိုတော့ဗျာသိရမလားဗီဒီယိုတင်ဖို့အချိန်လုံးဝဘယ်လိုအရင်မပေးနိုင်ဗျာကို့မှာအလုပ်တစ်ဖက်နဲ့ဆိုရင်ဒီလိုမျိုးလုပ်တာကအရင်ကောင်းပါတယ်เนาะဘယ်လိုတစ်လစာတော့ကြိုတင်ထားလို့ရတယ်ဗျာပြီးရင်တော့ဒီမှာ dance ဆိုတဲ့ဟာလေးတစ်ချက်နှိပ်လိုက်ပါဒီမှာပြီးရင်တော့ဒီမှာဒီနေရာမှာကိုယ့်ရဲ့ဗီဒီယိုနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုရေးလို့ရတာပေါ့ဗျာသိရမလားဘာညာတရကကိုရေးလို့ရတာပေါ့ပြီးရင်တော့ဒီအောက်မှာရှိတဲ့ဒီမှာအပြအောင်စာတန်းလေး schedule ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ရင်တော့ဒါကိုယ့်ရဲ့ဗီဒီယိုကအချိန်နဲ့ဟိုကဗာလဲတင်ပေးလိုက်ခြင်းဖြစ်သွားပြီပေါ့ဗျာကဲဗျာအားလုံးပဲနားလည်လောက်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်ဆိုရင်တော့ like comment share လေးနဲ့ဝင်ရပေးကြပါဦးခင်ဗျာကဲအားလုံးပဲကျွန်တော်တို့ဟိတ်ထက်နိုင်ပါခင်ဗျာ